ပြီးခဲ့တဲ့ဗီဒီယိုမှာ true to not enough to ကိုကျွန်တော်ရှင်းတဲ့အခါမှာ subject တူတဲ့စာကြောင်းလေးနဲ့လွယ်တာလေးကိုကျွန်တော်ရှင်းခဲ့ဒီနေ့တော့ subject မတူတဲ့စာကြောင်းလေးဒါလေးလည်းလွယ်ပါတယ်နော်လွယ်တဲ့စာကြောင်းလေးနဲ့ဒီ true to not enough to ဆိုတဲ့စာကြောင်းလေးကျွန်တော်တို့ရေးကြည့်အောင် Coffee is very hot I cannot drink it Coffee ကအရမ်းမှုတယ်ကျွန်တော်ဒါကိုမတောင်းနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကပြန်ရေးတဲ့အခါမှာ true to နဲ့ရေးမယ် Coffee ကကျွန်တော်မတောင်းနိုင်လောက်အောင်ပူတယ် Coffee ကမတောင်းနိုင်လောက်အောင်ပူတယ် Coffee is too hot for me to drink. Coffee ကကျွန်တော်မတောက်နိုင်လောက်အောင်ပူတယ်။ဒါကို2 for 2လို့လည်းပြောကြတယ်။2 for 2ဆိုတာ subject မတူလို့ subject မတူတဲ့အခါမှာ for object ပုံစံပြောင်းပြီးရေးပြရတော့ပေါ့။ Coffee ကကျွန်တော်မတောက်နိုင်လောက်အောင်ပူတယ်။သူနဲ့တူတဲ့နောက်ကြောင်းကကျတော့မတောက်နိုင်လောက်အောင်ပူတယ်ဆိုတော့တောက်နိုင်လောက်အောင်မအေးဘူး။အဲ့တော့ coffee ကမအေးဘူး။ Coffee is not cold. Coffee ကမအေးဘူး။လောက်အောင်ဆိုတော့ enough. For me to drink. Coffee ကကျွန်တော်မတောက်နိုင်လောက်အောင်ပူတယ်တောက်နိုင်လောက်အောင်မအေးဘူး။အဲ့တော့သူနဲ့အဓိပ္ပာယ်တူတဲ့နောက်ကြောင်း Coffee ကပူလို့ကျွန်တော်မတောက်နိုင်ဘူး။ Coffee ဒီပူသည် Coffee is hot. Coffee ကပူတယ် Coffee ကပူလို့ so hot that မနေ့ကပြောတဲ့အတိုင်းပဲဟိုပြီးခဲ့တဲ့ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲ so နဲ့ that နဲ့ကြားတာမှာ adjective သမုတ်အဓိပ္ပာယ်လိုက်တယ်အဲ့တော့ coffee is so hot that coffee ကပူလို့ကျွန်တော်ဒီ၎င်းကိုမတောင်းနိုင်ပါပြီး subject ပဲပြည့်တယ် that နောက်မှာဆို subject ပဲပြည့်နေတဲ့စာကြောင်းလေး I cannot drink itသူနဲ့အဓိပ္ပာယ်ကြီးနောက်ကြောင်းပူတဲ့ coffee ဖြစ်လို့ကျွန်တော်ဒီ၎င်းကိုမတောင်းနိုင်ပါပူတဲ့ coffee ဖြစ်သည် It is hot coffee ပူတဲ့ coffee ဖြစ်သည်ပူတဲ့ coffee ဖြစ်လို့ says that ကျွန်တော်ဒီ၎င်းကိုမတောင်းနိုင်ပါ I cannot drink itအဲ့တော့ such နဲ့ that နဲ့ကြားထဲမှာ am plus adjective plus noun a သို့မဟုတ် am ပေါ့ am plus adjective plus noun လိုက်တယ်ဆိုပေမဲ့ coffee က uncountable noun ကို ad and ထည့်တယ်ဒါလေးတော့သတိပြုရမှာပေါ့အဲ့တော့ကျွန်တော်ကပြောလိုက်တာက coffee ကပူတယ်ကျွန်တော်ဒီ၎င်းကိုမတောက်နိုင်ပါအဲ့တော့ coffee ကမတောက်နိုင်လောက်အောင်ပူတယ်တောက်နိုင်လောက်မအေးဘူးပူတဲ့ coffee ဖြစ်လို့ coffee ကပူလို့ကျွန်တော်ဒီ၎င်းကိုမတောက်နိုင်ပါပူတဲ့ coffee ဖြစ်လို့ကျွန်တော်ဒီ၎င်းကိုမတောက်နိုင်ပါအဲ့တော့စာကြောင်းတစ်ကြောင်းကိုရေးတိုင်းရေးစာကြောင်းတစ်ကြောင်းကို၄ကြောင်းပြန်ရေးတတ်ကြမယ်သူပေးထားတဲ့ဒီစာကြောင်းလေးနှစ်ကြောင်းဆက်ပြီးတော့ကျွန်တော်ဒီ၄ကြောင်းပြန်ရေးနိုင်မှဒါလေးဒီတော့မှအမှတ်တမဲ့ကြဖို့အတွက်ကျင်းသိမှာပါအဲ့တော့ဟုတ်ပြီဒါလေးကလွယ်တယ်ဆိုရင်သူနဲ့တူတဲ့နောက်ထပ်အိမ်စာလေးတစ်ခုတော့ကျွန်တော်ပေးခဲ့ချင်ပါတယ်အဲ့ comments မှာရေးပေးကြပါအဖြစ်လေးဒါစနေဟောင်းမှာမေးခဲ့တဲ့စာကြောင်းလေးတစ်ကြောင်းကိုကျွန်တော်ပြန်ရေးပေးခဲ့ချင်ပါတယ်The bag of rice is very heavy. Sai ka yan leader. The old man cannot carry it. ဟုတ်ပြီနော်ဒီမှာစာကြောင်းလေးနှစ်ကြောင်းပေးထားပါတယ်ဒီစာကြောင်းလေးကို true not enough to so that such that နဲ့စာကြောင်း၄ကြောင်းလေးရေးပြီးတော့ comment မှာရေးပြကြပါဦးဟုတ်ကျေးဇူးအများကြီးတင်ပါတယ်